မင်္ဂလာပါဖိုင်း3လေးအတွက်ဂျွန်လာ15ရက်နောက်ပိုင်းနေစပြီးတော့ဂျွန်လာကုန်ထီပေါ့နော်တင်းတို့ရဲ့ငွေကြီးအလုပ်ကိုင်းချီနေဘယ်လိုရှိမလဲပေါ့နော်အားလေးကြည့်ပြီးတော့ဖြစ်ပါရှင်โอเคတင်းတို့ပေါ့နော်တင်းတို့ဒီ15ရက်ကျန်တဲ့15ရက်တော့တွင်နေမှာတင်းတို့ရဲ့အလုပ်ကိုင်းဒီ connection တွေဒီ communicate ပေါ့နော်အဓိကတော့ social ကောင်းနေလိမ့်မယ်တင်းတို့ရဲ့အလုပ်ကိုင်းပတ်ဝန်းကျင်အခြေအနေဆက်ဆံရေးအပေါင်းအသင်းဆက်ဆံရေးကောင်းနေလိမ့်မယ်နောက်တစ်ခုကကျတော့တင်းတို့ပေါ့နော်အလုပ်ကိုင်းမှာတခြားတင်းတို့ရဲ့ပတ်ဝန်းကျင်ကလူတွေနဲ့ဆက်ဆက်ပြီးတော့ပေါ့နော်အလောက်ကိုင်းခွင့်လည်းအသက်တွေရမျိုးလည်းရှိနိုင်တယ်နောက်တစ်ခုကကျတော့တင်းတို့ပေါ့နော်အလုပ်ထဲမှာgroup နဲ့ team work နဲ့လုပ်ရတဲ့အလုပ်တွေဆိုလို့ရှိရင်ဆိုရတာမျိုးအောင်မြင်မှုရတာမျိုးအဲ့လိုဟာမျိုးတွေရှိတတ်တယ်နောက်တစ်ခုကကျတော့တင်းတို့ရဲ့စူးစမ်းမှုပေါ့နော်အလုပ်ကိုင်းထဲမှာတင်းတို့အလုပ်ထဲမှာတင်းတို့စူးစမ်းရင်စူးစမ်းတဲ့လောက်ပြန်ရနိုင်တဲ့ကာလမျိုးပေါ့နော်စူးစမ်းမှုအတိအမှတ်ပြုခံရနိုင်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်နောက်တစ်ခုကကျတော့တင်းတို့ပေါ့နော်နောက်တင်းတို့အလုပ်ထဲမှာပေါ့နော်တချို့ကတင်းတို့အလုပ်ထဲမှာမြန်ဆန်နဲ့ပေါ့နော်အလုပ်ရှာတိုးသွားတာမျိုးနောက်တစ်ခုကကျတော့တင်းတို့မမျော်လင့်ထားပဲနဲ့ရုပ်တရက်ကြီးမြန်ဆန်နဲ့အဲ့လိုမျိုးရှာတိုးသွားတာမျိုးဒါမှမဟုတ်လို့ရှင်လဲအဲ့လိုမြန်ဆန်နဲ့တခြားတော့ဌာနတစ်ခုခုပြောင်းရွှေ့ရတာမျိုးဒါမှမဟုတ်တခြားတော့ပေါ့နော် branch တွေတခြားတော့အဲ့လိုမျိုးနယ်မြေတွေကိုပြောင်းရွှေ့ပြီးတော့အလုပ်လုပ်ရတာမျိုးအဲ့လိုမျိုးဖြစ်တတ်အဲ့လိုမျိုးလည်းကြုံတွေ့ရတတ်ပါတယ်နောက်တစ်ခုကကျတော့တင်းတို့ပေါ့နော်အလုပ်ကိုင်းပေါ့နော်ဒီနေရာမှာအလုပ်ကိုင်းနှစ်ခုလောက်လုပ်နေရတဲ့သူတွေဆိုလို့ရှိရင်လည်းအဲ့ဒီနှစ်ခုလုံးဒီမြန်ဆန်နဲ့ကိုတင်းတို့မမျောလင့်ထားပဲနဲ့အဲ့လိုမြန်ဆန်နဲ့အကျိုးပေးလာတတ်တယ်မြန်ဆန်နဲ့အခွင့်အလမ်းကောင်းတွေကြားရတတ်တယ်ပေါ့နော်တင်းတို့စီကိုနောက်ထပ်တော့ဒီနှစ်ခုထပ်ပို့တယ်နောက်ထပ်အခွင့်အလမ်းတွေနောက်ထပ်အလုပ်ကိုင်းခွင့်လမ်းတွေလည်းထပ်ပြီးတော့ရောက်လာဖို့ရှိရပေါ့နော်ဒီ15ရက်ကျန်တဲ့15ရက်အတော်တွင်းနေမှာပေါ့နော်โอเคတချို့ကအလုပ်တစ်ခုတည်းလုပ်နေတဲ့သူတွေဆိုလို့ရှိရင်လည်းပေါ့နော်နောက်ထပ်အလုပ်ကိုင်းအခွင့်အလမ်းတွေပေါ်လာဖို့ရှိပြီးတော့အဲ့ဒီအလုပ်ကိုင်းအခွင့်အလမ်းတွေကနေတင်နောက်ထပ်တစ်ခုအလုပ်ကိုင်းတစ်ခုကိုလုပ်ကိုင်းပြလိုက်ပြီးတော့အလုပ်ကိုင်းနှစ်ခုဖြစ်သွားမယ်ပေါ့နော်အဲ့လိုမျိုးလည်းရှိပါတယ်နောက်တစ်ခုကကျတော့တချို့ပေါ့နော်တချို့ဒီ fine 3ကိုလာရေးမိတဲ့သူတချို့ကတယောက်တည်းတိုးရဲလုပ်တဲ့လုပ်ငန်းတွေကတိတ်ပြီးတော့အကျိုးမပေးဘူးပေါ့နော်တိုးရဲလုပ်ငန်းလုပ်တဲ့လူတွေဒီတင်းတို့စူးစမ်းတဲ့လောက်ရှားလိုက်ရမယ်ဒီလောက်ပဲပေါ့နော်တင်းတို့အရင်စူးစမ်းမယ်ဆိုရင်တော့အဆင်ပြေတာပေါ့နော်ကဲတင်းတို့အရင်မစူးစမ်းနိုင်ဘူးဆိုလို့ရှိရင်တော့တင်းတို့လုပ်ငန်းကတိတ်ပြီးတော့အဆင်မပြေလောက်ဘူးပေါ့နော်ဒီ15ရက်အတော်အတွင်းရတော့ဒါပေမဲ့အကယ်၍တင်းတို့ကတခြား partner တွေလုပ်ဖို့ကင်ဘက်တွေနဲ့ပေါ့နော်အတူတူဆက်တူ share လုပ်ကြတယ်အဲ့လိုမျိုးသူမျိုးတွေဆိုလို့ရှိရင်တော့အဲ့ဒီလုပ်ငန်းတွေကလေသူတို့မမျော်လင့်ထားဘဲနဲ့ရုတ်တရက်ကြီးအောင်မြင်သွားတာမျိုးနောက်တစ်ခုကရုတ်တရက်ကြီးပို့ပြီးတော့ပတ်စံရလာတာမျိုးပေါ့နော်အဲ့လိုဟာမျိုးနော်အဓိကတော့လုပ်ငန်းပိုင်းပို့တိုးတက်လာတာမျိုးပေါ့နော်လုပ်ငန်းပိုင်းပို့တိုးတက်လာတာမျိုးနောက်ထပ် asset တွေ connection တွေအများကြီးရလာတာမျိုးနောက်ထပ် client တွေနောက်ထပ် customer တွေအများကြီးရလာတာမျိုးပေါ့နော်အဲ့လိုမျိုးကြုံတွေ့ရတတ်တယ်ပြောမယ်ဆိုရင်တော့ဆက်တူ share လုပ်ငန်းလုပ်ထားတဲ့သူတွေတဦးတည်းမဟုတ်ဘဲနဲ့ပေါ့နော်တယောက်နဲ့ဥပမာ2ယောက်ကနေ2ယောက်ထပ်ပို့တဲ့သူတွေနဲ့ဆက်တူလုပ်ပြီးတော့လုပ်ထားတဲ့လုပ်ငန်းတွေပေါ့အဲ့ဒီလုပ်ငန်းတွေကအကျိုးပေးမဲ့ကာလမျိုးပေါ့နော်ဒီ15ရက်နောက်ပိုင်းကအဲ့လိုမျိုးရှိပါတယ်နောက်တင်းတို့ပေါ့နော်တင်းတို့ဥမာလူလွတ်တွေမဟုတ်ဘဲနဲ့တင်းတို့မှာတယောက် partner တယောက်ရှိပြီးသားသူတွေဆိုလို့ရှိရင်တော့တင်းတို့ရဲ့ partner အကူအညီနဲ့တင်းတို့ရဲ့ partner ရဲ့ဖေးမမှုဆိုတဲ့နေရာမှာဒီတိုင်းအကြံဉာဏ်ပေးရလည်းဖြစ်နိုင်တယ်တင်းကိုစိတ်ဓာတ်ရေးရအရာအားပေးကူညီရလည်းဖြစ်နိုင်တယ်လို့ဒါမှမဟုတ်ရင် physical ပိုင်းရငွေကြီးထောက်ပံ့ပေးရလည်းဖြစ်နိုင်တယ်ဒီလိုမျိုးပေါ့နော်ဘယ်လိုမျိုးနီးလန်းနဲ့ပဲမဆိုတင်းရဲ့ partner အကူအညီရနိုင်တယ်အဲ့ဒီအကူအညီနဲ့ပဲတင်းဒီပို့ပြီးတော့အလုပ်ကင်မှာပေါ့နော်တင်းရဲ့လုပ်ငန်းမှာတင်းရဲ့စီးပွားရေးမှာပို့ပြီးတော့တိုးတက်လာတာမျိုးဖြစ်နိုင်တယ်ပေါ့နော်နောက်တစ်ခုကကြတော့တချို့ပေါ့နော်ဒီမှာစီးပွားရေးကြည့်ပဲအခြေလက်လာမြင်တယ်တချို့ဒီ fine 3ကိုလာရမိတဲ့ partner ရှိပြီးသားသူတွေကနည်းနည်းလေး romance ဆန်ရနိုင်တယ်ဒီတင်းရဲ့ partner ကအဲ့လိုနှင်းစီပန်းတွေဝယ်ပေးတာမျိုးဒါမှမဟုတ်ရှင်အဲ့လိုပေါ့တခုခု gift လက်ဆောင်ပေးတာမျိုးလည်းကြုံတွေ့ရတတ်တယ်နောက်တစ်ခုကကျတော့တချို့ပေါ့ဒီ fine ကိုလာရမိတဲ့ single တချို့ဒီလည်းမမျောလင့်ပဲနဲ့ရုတ်တရက်ဘဝတွေကိုတယောက်ရောက်လာမျိုးလည်းရှိနိုင်တယ်ပေါ့နော်okayနောက်ပေါ့နော်နောက်တချို့ဒီ fine 3ကိုလာရမိတဲ့သူတချို့ဒီဒီတိုင်းပေါ့နော်သူကအကြောင်းဖန်လာပြီးတော့ပေါ့နော်ဒီ15ရက်နောက်ပိုင်းမှာတင်နည်းနည်းလေးရွှေစုဆောင်းမိရတို့ဘာလို့လည်းရှိတတ်ပါတယ်နောက်တစ်ခုကတင်ပေါ့နော်ငွေကြေးပေါ့အဓိကကတော့ဒီငွေကြေးကံကောင်းနေပါလိမ့်မယ်ဒီ15ရက်နောက်ပိုင်းကတင်တို့အတွက်ငွေကြေးကံကောင်းမယ်စီးပွားရေးကံကောင်းမယ်ပေါ့နော်ဒီလိုရာမျိုးရှိပါတယ်
ဓိကတော့ဒီ15ရက်နောက်ပိုင်းကတယောက်တည်းမလုပ်ဖ ೇನೆ အလောက်ကိုင်းရေးစီးပွားရေးဆိုလို့ရှင်တယောက်တည်းမလုပ်ဖ ೇನೆ အများနဲ့လုပ်မယ်ဆိုရင်ပို့ပြီးတော့အကျိုးပေးအောင်မြင်ပါလိမ့်မယ်တယောက်တည်းလုပ်မယ်ဆိုလို့ရှင်လည်းတင်စူးစမ်းရင်စူးစမ်းတလောက်တင်စီကိုရလက်ပေါ့နော်တင်အတွက်စူးစမ်းရင်စူးစမ်းတလောက်ရလက်ပြန်ရမယ်နောက်တစ်ခုကကျတော့တင်းရင်စူးစမ်းမှုတွေကဒီ15ရက်နောက်ပိုင်းမှာတင်းရင်စူးစမ်းမှုတွေကအတိမတ်ပြုခံရမယ်ပေါ့နော်လူအများရဲ့အတိမတ်ပြုခြင်းကိုခံနိုင်ပါတယ်โอเคဒါရအားလုံးကတော့စုမြင်သလောက်ပါပဲအားကြည့်ပြီးရတဲ့အတွက်ကျေးဇူးများတင်ပါတယ်